လောရဲ့ trucking ရဲ့ပလောင်ရွာအဝင်လမ်းလေးဖြစ်ပါတယ်ခုလိုမျိုးဒေသခံတွေရဲ့တပစီလုပ်ငန်းကိုလည်းဝင်ရောက်လေ့လာဖြစ်ခဲ့ပါတယ်ပလောင်ကလေးငယ်များဖြစ်ပါတယ်တောင်ကုန်းလေးကိုကြော်ရင်တော့ပလောင်ရွာလေးမှာနေလေစားချက်ပါတီနဲ့အသီးနှံနဲ့သုံးဆောင်ကြတာဖြစ်ပါတယ်တင်မော်ဒီအထီးပင်ဖြစ်ပါတယ်ကျွန်တော်အဝေးကလှမ်းကြည့်တော့မလကာသီလာအခြားသီလာလို့မဟုတ်တာတင်မော်ဒီတဲ့သူကနေ့လေသာစားပြီးတဲ့အခါမှာတော့ကျွန်တော်တို့ကန်30ဖက်ကိုဘလိုမျိုးခီးချမ်းပေါ့နော် tracking ဆက်လျှောက်ပါတယ် rainforest ဆိုတဲ့မုတ်တုံတော့ဟိုဖြတ်ပြီးတော့ဘလိုမျိုးအေးမြတိတ်ဆိတ်တဲ့ကန်3ဆင်းကိုခက်ခဲတပင်းနေလဲဒီမျိုးစိမ့်နှမ်းနဲ့ဒီတတော်ဖြတ်ပြီးတော့ခီးနေရမှာဘလို့ဆုံးမှာတော့ကျွန်တော်တို့ဒီနေ့စိတ်ငြိမ်အေးချမ်းတဲ့ဘလို့မျိုးကံရည်ပြင်းနဲ့ရုပ်ရှင်ဆန်နဲ့ရှုခင်းလေးတွေကိုအပြည့်အဝခန်းစားရတာဖြစ်ပါတယ်အဲဆိုရင်တော့ကျွန်တော်စမ်းချောင်းလေးကိုဖြတ်ပြီးတော့ကျွန်တော်နောက်ထပ်ကန်တစ်ခုပဲကိုဆက်သွားတာဖြစ်ပါတယ်ဒါလေးတော့ကျွန်တော်ကလော full day tracking ရဲ့ဒုတိယပိုင်းလေးဖြစ်ပါတယ်ဟိုဒါ second light ပေါ့ကဲဟိုအေချန်လာပါပါတယ်ဒါတော့လွယ်မမဟုတ်ပါဘူးကိုချက်ခီးသွားနေတဲ့တင်ဆက်မှုလေးပါလို့ရှင်းမော်လေးလည်းတွေ့ခဲ့ရပါတယ်ဒါတဲရှူတော်ကြီးအောင်မှာကျွန်တော်တို့ကလောဘတ်ကိုပြန်ဝင်တဲ့လမ်းကြောင်းဖြစ်ပါတယ်တကယ်ကိုဂျင်းနဲ့ခဲ့ရတဲ့တနေ့တာ tracking လမ်းကြောင်းလေးဖြစ်ပါတယ်ဒီတဲရှူတော်ကိုဖြတ်ပြီးတော့ကျွန်တော်ကလောမျိုးတွေကိုပြန်ဝင်ပါပြီလို့နော် thank you ပါ